ဟုတ်ကဲ့ဆရာဒီအမေရိကန်တခေတ်ဖြစ်ခဲ့တာတော့ညင်းလို့မရဘူးပေါ့နော်ဆရာအခုလက်ရှိအနေအထားအရအမေရိကန်သူခေတ်ထဲမှာပဲရှိနေသေးပဲလားဒါမှမဟုတ်မရှိတော့ဘူးလားအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာရှေ့ဆက်ပြီးတော့ဘာတွေဖြစ်နိုင်လဲဆိုတာဆရာထပ်ပြီးဆွေးနွေးပြပါအောင်ရှင်အဲ့မိကွာကောင်းနေဗျဟိုအမေရိကန်ဘက်ကရပ်တည်တဲ့သူတွေအတွက်ဆိုရင်တော့ကျွန်တော်တရားခံဖြစ်တာဗျဘာလဲလို့ပြောလို့ရှိရင်ကျွန်တော်တို့ကြတော့လေလေ့လာတဲ့အခါမှာတခြားနိုင်ငံတွေလို့ပေါ့ပြည့်စုံနဲ့ data information တွေပြည့်စုံရပြီးလေ့လာတာမျိုးမဟုတ်ဘူးပေါ့ဗျာမှတ်တမ်းမှတ်ရာတွေနဲ့ညှို့ခိန်းနေရှိတယ်ဗျအဲ့ဒါတွေကတော့ကျွန်တော်ငင်းလို့မရအောင်နိုင်ငံတစ်ခုကဘယ်လောက် possession မှာရှိတယ်လဲသူဒီကျသွားသလားတက်သွားသလားပေါ့နော် rise ကတက်တယ်ပေါ့ဗျာ decline ဖြစ်တယ်ဆိုတာကြားတာပေါ့ဗျာအဲ့တော့ကျွန်တော်အရက်စကားနဲ့ပြောရင် rise and fall လို့ပဲပြောလိုက်ကြတယ်နော် decline ရှိလို့တိတ်မပြောကြတော့ပါဘူး is American is on the rise or on the fall ဒီ question ကအရန်ကြီးတယ်ကျွန်တော်သဘောကျတာက Ray Dalio ဆိုတာတယောက်ရှိတယ်ဗျနော်နောက်တစ်ခါပါမောက္ခJeffrey Sachs ဆိုတာရှိတယ်ဗျနောက်ဟိုတော့ရှိတယ်ဗျ Modelsky ဆိုတာရှိတယ်ဗျနော်အဲ့ဒီ၃ယောက်ကတော့ကျွန်တော်သဘောကျတယ်အခုနောက်ပိုင်းကိုကျွန်တော်တို့ကြိုက်တာကတော့ဒီပါမောက္ခ Jeffrey Sachs ကိုကျွန်တော်ကြိုက်တယ်ဗျသူက Columbia တက္ကသိုလ်ပါမောက္ခလည်းဖြစ်တယ် and then ပြီးတော့သူကလက်တွေ့ကောစာတွေရောအဲ့၃ယောက်တော့လက်တွေ့ကောစာတွေရှိတယ်နော်ဟိုစာတွေတက်မှုလက်တွေတက်မှုဒီ Jeffrey Sachs ကြတော့ဘာလဲလို့ပြောရင်စီဝါရေးရောနိုင်ငံရေးရောစစ်ရေးရောနောက်အလွန်ထူးခြားတာတမိုင်းရေးရပါသူကိုနေတယ်ကျွန်တော်ဆိုရင်တမိုင်းနေအားနေတယ်သူ့ဆိုကျွန်တော်သိသဘောကျတယ်သူ့ interview တွေဆိုကျွန်တော်အများအားကျွန်တော်ကြည့်တယ်အများကြီးပဲသူထွက်ထားတာနော်တော်တော်လေးလက်တွေ့ကြတယ်အဲ့တော့ Modelsky ကပြောခဲ့တာဘာလဲဆိုတော့1980ကျော်တွေပေါ့ဗျာအဲ့ဒီကာလမှာ American စကြတယ်လို့သူပြောတယ်1980ကျော်မှာကတော့ကျွန်တော်ကတက်ထဲမှာရှိသေးတယ်ရှိတဲ့အခါကျတော့ကျွန်တော်သိလက်မခံနိုင်ဘူးဗျ American ခေတ်ပဲကျွန်တော်စိတ်ထဲမှာရှိနေသေးတယ်2000လောက်ထိကိုကျွန်တော်လက်ခံဖို့နည်းနည်းခက်နေသေးတယ်ဒီနေ့ကျွန်တော်တို့ American ခေတ်မဟုတ်တော့ဘူးလို့ကျွန်တော်ဓမ္မထိပ်တန်းချာပြောလို့ဟာလာတချို့ကကျတော့ American ကိုရှစ်တဲ့စိတ်တယ်ပေါ့ဗျာမဟုတ်ပါဘူး American ခေတ်ပဲရှိပါသေးတယ်လို့ပြောတဲ့သူတို့လည်းကျွန်တော်ကိုရင်းစားမိတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုယ်တိုင်က2000ခုနှစ်မှာ American ကြတာကိုကျွန်တော်ကိုယ်တိုင်လက်မခံနိုင်ဘူးဖြစ်တာဟုတ်ဗျ။ဒါပေမဲ့အထောက်အထားတွေနဲ့အကုန်လုံးပြတဲ့ခါကျကျွန်တော်လက်မခံလို့မရတော့ဘူးဖြစ်သွားတယ်။အဲ့တော့ Modelsky ကတော့ start falling in 1980s နော်1980ကျော်ကာလမှာ American စပြီးကြတယ်ပြောတယ်။ကြတယ်ဆိုတာစကြတာပြောတာနော်။ချက်ချင်းတခါလဲဟိုစင်ကြီးကနေပြီးပြည့်စိတ်ဖြစ်သွားတာမဟုတ်ဘူးနော်။သူစကြတာသူအဲ့ဒီအစထပ်ပြတယ်။နောက်တစ်ယောက်က Ray Dalio ဆိုလို့ရှိရင်သူကတော့ဘာလဲပြောလို့ရှိရင်နှစ်900လောက်ရှိတယ်ကာလဗျနှစ်900လောက်ရှိတဲ့ကာလမှာ empire တွေပေါ့နော်ဘလူတက်တယ်ကြတယ်ပေါ့ဗျာဘယ်အချိန်မှာတော့ cross point ကိုဖြတ်တယ် cross point ဖြတ်တဲ့အခါမှာပြိပခါပဲဗျအဲ့ဒါလည်းသူထောက်ပြတယ်ဗျသူထောက်ပြတဲ့အထဲမှာဆိုရင်လည်းဒါ American အကြပဲဗျပေါမောက္ခဟလာ Jeffrey Sachs ကလည်းအများကြီးပဲသူထောက်ပြထားတယ်နော်အဲ့ဒါလေးအကြပဲနော်အခြားပညာရှင်တွေလည်းရှိတယ်ဒါပဲကျွန်တော်အထူးကကျွန်တော်ကြိုက်တဲ့၃ယောက်ပေါ့ဗျာနောက်ကျွန်တော်ကခင်ဗျားကိုဘာလေးပဲပြောချင်လဲလို့ပြောလို့ရှိရင်တော့မငင်းနိုင်တဲ့World Bank တို့ IMF တို့ကျတော့ကျွန်တော်ကသိပြီးတော့အများကြီးမယူချ